အပိုင်းနဲ့မုံတိုင်းနဲ့ကြံကြံခံချင်းအချိန်တွေဟာတရွေ့ရွေ့ကုံဆုံးသွားကြပါတယ်အဘိုးသာစိုက်ခဲ့တဲ့တရက်ပင်လီဟာအညောက်ပေါက်လာပြီးအပင်ပေါက်လေးအစင်ကနေတဖြည်းဖြည်းနဲ့လူတရက်ကျော်မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်အဘိုးသာကတော့နေ့စဉ်မပြတ်ရေလောင်းပေါင်တင်ရင်တောက်သမီးတယောက်လိုဂီယူဆိုင်ခဲ့ပါတယ်ဒါပေမဲ့တဘာဝတရားကအမြဲတမ်းတော့မตายရခဲ့ပါဘူးတနေ့မှာတော့ရွာကလေးကိုပြင်းထန်တဲ့ຫນွေဦးမုန်တိုင်းကြီးတစ်ခုဝင်ရောက်ပါပါတယ်။ပြင်းထန်တဲ့လေတံတစ်ပင်ကြီးတချို့တောင်လဲပြိုကုန်ကြပါတယ်။ရေရှားပါမှုမုန်တိုင်းအပြီးမှာကတ်လိုက်လာတဲ့အလွန်ပူပြင်းတဲ့ຫນွေတံကြောင့်မြေကြီးတွေအကွဲကုန်ပါတယ်။ရွာသားတွေကဒီတရက်ပင်လေးကတော့တေးပြီလို့ထင်ကြပေမဲ့အဘိုးစာကတော့လက်မလျှော့ခဲ့ပါဘူး။သူဟာရေအဝေးကြီးကမှခက်ခက်ခဲခဲတဲလာပြီးတရက်ပင်လေးကိုရှင်တန်တောင်ကြိုးစားပေးခဲ့ပါတယ်။တနေ့မှာတော့အရင်ကလောင်ပြုံးပြုံးခဲ့တဲ့လူငယ်ဟာအဘိုးစာစီပြန်ရောက်လာပြန်ပါတယ်။အပင်လေးဟာမုန်တိုင်းတန်ကြောင့်ကိုင်းတချို့ကျိုးနေပြီမဲ့တန်တန်မာမာနဲ့ပြန်လဲဆိုးပြေးနေတာကိုသူတွေ့လိုက်ရတယ်။အဘိုးဒီအပင်ကတေလူနီးပါဖြစ်ခဲ့တာတောင်ဘာလို့ဒီလောက်တန်မာနေရတာလဲ။အဘိုးသားကပြုံးပြီးအပင်ရဲ့အပင်စီကိုပွတ်တိုင်ရင်ဖြောလိုက်ပါတယ်။မှားတူအပင်ဆိုတာအပေါ်ယံတန်မာဖို့ထက်အောက်ကမြေကြီးတွေမှာအမြင့်တွဲဖို့ပိုအရေးကြီးတယ်။ငါကရေကိုနည်းနည်းလေးချင်းပဲလောင်းခဲ့တာ။ဒါမှအပင်ကရေငတ်လို့မြေအောက်ထဲအထိအမြင့်ကိုအားဆိုင်ပြီးရှာဖွေရမှာလေ။အခုဒီအပင်ရဲ့အမြင့်ကေဟာမြေကြီးထဲမှာခိုင်ခိုင်မာမာရှိနေပြီ။ဒါကြောင့်ဘလို့မုန်တိုင်းလာသူလဲမှာမဟုတ်တော့ဘူး။လူငယ်ဟာအဘိုးရဲ့စကားထဲမှာဘဝအတွက်ခိုင်မာတဲ့သင်ခန်းစာတစ်ခုရှိနေမှစတင်တတိပြုမိလာပါတော့တယ်။